ကမ္ဘာဖလားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှေ့မှာတော့အသင်းတစ်သင်းချင်းစီရဲ့အကြောင်းလေးတွေကိုတင်ဆက်ပေးနေရင်းနဲ့ဒီနေ့မှာတော့လက်ရှိအုပ်စုတွင်းပွဲစဉ်တွေထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိနေတဲ့ဘရာဇီးနဲ့မော်ရိုကိုအကြောင်းကိုတင်ဆက်ပေးကြပါမယ်commentary ဘိုင်ဆို YouTube channel ကနေပြီးတော့ကြိုဆိုပါရစေဘရာဇီးသင်းကတော့အလုံးသိထားပြီးဖြစ်တဲ့အတိုင်းပဲကမ္ဘာဖလားပြိုင်ပွဲမှာချန်ပီယံဆု9ချိန်ရထားတဲ့အသင်းဒါပေမဲ့လည်း2002နောက်ပိုင်းတွေကဆုဖလားနဲ့ဝေးကွာနေတာအခုဆိုရင်24နှစ်ရှိသွားခဲ့ပြီဆိုတော့ဘရာဇီးလိုအသင်းတစ်သင်းအနေနဲ့24နှစ်ဝေးကွာနေတယ်ဆိုတာကတော်တော်ကိုမိကွန်းထုတ်စရာအနေထားလို့ပြောရမယ်တစ်ဖက်မှာလည်းမော်ရိုကိုသင်းကပြီးခဲ့တဲ့2022ကမ္ဘာဖလားမှာဆီမီဖိုင်နယ်ထိတက်ထားပြီးတော့အာဖရိကအသင်းတွေထဲမှာပထမဦးဆုံးအကြိမ်ဆီမီဖိုင်နယ်ကိုတက်လန်းနိုင်ခဲ့တဲ့အသင်းဖြစ်ခဲ့သလိုပြီးခဲ့တဲ့အာဖရိကဖလားပြိုင်ပွဲမှာလည်းစီနီဂေါနဲ့တွေ့ဆုံခဲ့ပြီးတော့ပယ်နယ်တီအဆုံးဖြတ်မှာရှုံးထားတယ်ဒါပေမဲ့လည်းဘောလုံးပွဲစဉ်မှာဖြစ်ပျက်ခဲ့တဲ့အရှုပ်ထွေးတွေပရိပခတွေပြဿနာတွေကြားမှာအာဖရိကဘောလုံးအဖွဲ့ချုပ်ကချန်ပီယံဆုကိုမော်ရိုကိုအသင်းထံလွှဲပြောင်းပေးခဲ့တယ်ဆိုတော့လက်ရှိအာဖရိကချန်ပီယံကမော်ရိုကိုလို့ပြောမယ်ဆိုလဲပြောလို့ရတယ်ဒါကတစ်ပိုင်းအခုပြောမှာကဘရာဇီးနဲ့ကစားသွားမဲ့ပွဲစဉ်အပေါ်မှာပြောသွားမှာဆိုတော့ဘရာဇီးသင်းကလက်ရှိနီးပြအန်ဆယ်လော်တီလက်အောက်မှာနောက်ဆုံး3ပွဲဆက်တိုက်အနိုင်ရထားတယ်ခရိုအေးရှားကို 3-1 နဲ့နိုင်တယ်ပနားမားကို 6-2 နဲ့နိုင်တယ်အီဂျစ်ကိုလည်း2-1 နဲ့အနိုင်ရထားခဲ့ပြီးတော့နောက်ဆုံးကစားတဲ့ခြေစမ်းပွဲမှာဒါအာဖရိကကိုစားပြုအီဂျစ်နဲ့ကစားထားရဆိုတော့အီဂျစ်နဲ့ကစားထားခြင်းကမော်ရိုကိုနဲ့ပွဲစဉ်အတွက်ရည်ရွယ်ထားပုံရတယ်အဲ့ဒီပွဲစဉ်မှာတော့4-2ဆန်ဆန်ကစားသွားခဲ့တယ်ဆိုပေမဲ့တကယ်တမ်းဘရာဇီးသင်းကိုကြည့်မယ်ဆိုရင်တော့4-2-3-1ကအလိုက်ဖက်ဆုံးလို့ကျွန်တော်တော့အမြင်နဲ့သူတို့မှာတိုက်စစ်လက်နက်ကောင်းတွေရှိတယ်ဆိုတော့တိုက်စစ်ကိုဘယ်လောက်ထိအန်ဆယ်လော်တီကအာယုံဆိုင်ပြီးတော့ကစားမလဲဆိုတာကြည့်ရမယ်ဘဲတောင်မန်မှာဗနီစီယက်ဂျူနီယာညာတောင်မန်မှာရာဖင်ညာနဲ့ကွင်းလယ်တိုက်စစ်နေရာမှာပါကီတာရှိတယ်ဆိုတော့အထောင်နေရာမှာဘယ်သူ့ကိုသုံးမလဲအီဂေါတီယာကိုပြီးခဲ့တဲ့အီဂျစ်နဲ့ပွဲမှာဗနီစီယက်နဲ့တွဲပြီးတော့ရှေ့ကိုသုံးသွားတာမျိုးလည်းမြင်ရတယ်ဆိုတော့အီဂေါတီယာကိုပဲပွဲထွက်လာမလားကိုညာပဲပွဲထွက်လာမလားအန်ဒရစ်ပဲပွဲထွက်လာမလားဆိုတာစောင့်ကြည့်သွားရမယ်ဖြစ်နိုင်ခြေကတော့ကိုညာပွဲထွက်လာမယ်လို့ထင်တယ်ကွင်းလယ်မှာလည်းပုံမှန်မြင်တွေ့နေကြအတိုင်းပဲကက်စမဲရိုနဲ့ဘရူနိုဂီမာရစ်တို့ပဲပွဲထွက်လာဖို့ရှိပြီးတော့ခန်းစစ်ကြောင်းကလည်းအများကြီးအပြောင်းလဲမရှိဘူးဒါပေမဲ့ခန်းစစ်ကတော့ကျွန်တော်ဘရာဇီးအကြောင်းပြောတော့ကလည်းပြောထားပါတယ်ဖူဘက်တွေကတော်တော်လေးကိုအားနေပြီးတော့ဘယ်ချမ်းမှာဆိုရင်35နှစ်လောက်ရှိနေပြီဖြစ်တဲ့ Alex Sandro ပဲရှိတယ်ညာချမ်းမှာလည်း34နှစ်လောက်ရှိနေပြီဖြစ်တဲ့ Danilo တို့ကိုပဲအားကိုးရမှာဖြစ်ပြီးတော့သူတို့ရဲ့နောက်မှာတော့ညာချမ်းအတွက် Wesley ဒန်ယာကြောင့်ပြိုင်ပွဲနဲ့လွဲချော်သွားတဲ့အနေထားမှာအီဒါဆင်ကိုခေါ်ထားပြီးတော့အီဒါဆင်ကိုလည်းညာချမ်းမှာစမ်းသက်ပြီးတော့သုံးဆွဲဖို့လက်ကျင့်ကွင်းမှာအန်ဆယ်လော်တီကတော့ပြင်ဆင်နေရလို့သိရတယ်ဒါမှမဟုတ်ရင်အီဗာညက်ကိုညာမှာထုတ်ပြီးတော့ကစားမယ်ဆိုလဲကစားလို့ရတယ်ဘိုခန်းစစ်မှာတော့ဂါရီယယ်နဲ့မာကင်ညိုတို့ပဲကစားသွားမှာဆိုတော့အသင်းရဲ့လူစင်ကတော့တောင်တင်ပြီးသားပဲဒါပေမဲ့ဘယ်လောက်ထိလောက်ပြမလဲဆိုတာစောင့်ကြည့်သွားရမယ်ဘရာဇီးသင်းကတော့တောင်အမေရိကဇုံကမ္ဘာဖလားခြေစစ်ပွဲမှာအဆင့်9နေရာကနေခြေစစ်ပွဲအောက်လာခဲ့ပြီးတော့ကမ္ဘာဖလားပြိုင်ပွဲတမိုင်းတစ်လျှောက်ပြိုင်ပွဲတိုင်းမှာပါဝင်ကစားခွင့်ရတဲ့တသင်းသေးသောအသင်းဖြစ်လေရပ်တည်နေတယ်ဘရာဇီးသင်းမှာအဓိကစောင့်ကြည့်သွားမယ့်ကစားသမားတွေကတော့ဗနီစီယက်ဂျူနီယာနဲ့ရာဖင်ညာတို့ရဲ့တောင်မန်တစုံမှာရာဖင်ညာကတော့ကမ္ဘာဖလားခြေစစ်ပွဲတွေမှာအသင်းအတွက်9ဂိုးသွင်းပြီးတော့2ဂိုးဖန်တီးနိုင်ခဲ့သလိုပြီးခဲ့တဲ့နှစ်ကဘာစီလိုနာသင်းနဲ့အတူပြိုင်ပွဲစုံ33ပွဲကစားခဲ့ရမှာ22ဂိုးသွင်းပြီးတော့9ဂိုးဖန်တီးနိုင်ခဲ့တယ်ဒါတောင်မှသူကဒဏ်ရာတွေနဲ့ရုန်းကန်နေရတဲ့ကာလတွေရှိခဲ့ပြီးတော့သူသာကြက်ခိုင်မှုပြည့်နေမယ်ဆိုရင်တော့ညာတောင်မန်ကဘာမှလှည့်ကြည့်စရာမလိုဘူးပြီးခဲ့တဲ့2022ကမ္ဘာဖလားပြိုင်ပွဲမှာတော့ရာဖင်ညာကဂိုးပေါက်တဲ့ကန်ချက်6ကြိမ်ထိရှိခဲ့ပေမဲ့လည်းသွင်းကိုတကူးမှမရခဲ့တဲ့မှတ်တမ်းစိုးကိုဒီပြိုင်ပွဲမှာခြေဖြတ်နိုင်မလားဆိုတာစောင့်ကြည့်သွားရမယ်ဗနီစီယက်ဂျူနီယာကတော့သူ့ရဲ့ဘယ်ချမ်းကတဦးချင်းကြော်ဖြတ်မှုတွေမြန်နှုံးတွေပြိုင်ဘက်ကိုဒရစ်ဗယ်တွေနဲ့လိန်ခောက်ပြီးတော့မထင်မှတ်တဲ့အနေအထားတွေကနေဂိုးတွေအကြိမ်ကြိမ်သွင်းထားတဲ့ကစားသမားဖြစ်ပြီးတော့သူ့အနေနဲ့ဒီပွဲမှာဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာစောင့်ကြည့်ရမယ်မိုရိုကိုသင်းကတော့အာဖရိကဇုံကမ္ဘာဖလားခြေစစ်ပွဲတွေမှာ10ပွဲစလုံးရာနှုန်းပြည့်အနိုင်ရထားတဲ့အသင်းဖြစ်ပြီးတော့တော်တော်လေးကိုစူးဖွဲမှုကောင်းကောင်းနဲ့ဒီပြိုင်ပွဲမှာလည်းမထင်မှတ်တာတွေထပ်ပြီးတော့လုပ်ပြဖို့ရှိနေတဲ့အသင်းတစ်သင်းလို့သတ်မှတ်ရမယ်ကမ္ဘာဖလားခြေစစ်ပွဲတွေမှာတော့နိုင်ဂျာတန်ဇန်နီးယားဇမ်ဘီယာကွန်ဂိုတို့နဲ့တအုပ်စုတွေကြာပြီးတော့ခြေစစ်ပွဲ10ပွဲလုံးအနိုင်ရခဲ့တယ်ဆိုတာကတော့တကယ်ကိုအထင်ကြီးစရာမှတ်တမ်းမျိုးဖြစ်ပြီးတော့အဲ့ဒီတုန်းကကင်တွယ်ခဲ့တဲ့နီးပြဝါလစ်ရီဂရာဂူကတော့လက်ရှိချိန်မှာအသင်းနဲ့လမ်းခွဲသွားပြီဖြစ်ပြီးတော့ဒီချိန်မှာတော့အသင်းကိုU23နီးပြ
မိုဟာမက်အူရာဘီကကင်တွယ်နေတယ်ဆိုတော့အူရာဘီလက်ထက်မှာမော်ရိုကိုအသင်းကဘယ်လောက်ထိသူတို့ရဲ့အကောင်းဆုံးပုံစံကိုထပ်မံပြသသွားမလဲဆိုတာစောင့်ကြည့်ရမယ်မော်ရိုကိုအတွက်ထိုးနှက်ချက်ကတော့ပြိုင်ပွဲနီးမှအသင်းရဲ့အဓိကစားသမားတွေတဲကအော့ဂတ်နဲ့တောင်ပန်စားသမားအဇယ်ဇူလီတို့ဒဏ်ရာကြောင့်ပြိုင်ပွဲနဲ့လွဲချော်သွားခဲ့တဲ့အနေအထားကြောင့်အဓိကစားသမား2ယောက်ဒီပြိုင်ပွဲမှာမပါနိုင်ဘူးဆိုတော့မိုဟာမက်အူရာဘီနဲ့ဒီပွဲမှာဘယ်လိုပွဲထွက်လာမလဲဆိုတာလည်းစောင့်ကြည့်သွားရမယ်ပုံမှန်ဆိုရင်တော့မော်ရိုကိုအသင်းက 4-2-3-1 ပုံစံကိုပဲသူတို့လည်းအသုံးပြုလေ့ရှိပြီးတော့ဂိုးသမားနေရာမှာဘူနူပါဝင်လာမှာဖြစ်ပြီးတော့ညာချမ်းမှာအသင်းရဲ့အားထားရဆုံးကစားသမားလို့ပြောလို့ရတဲ့ဟာကီမီရှိတယ်ခန်းစစ်မှာခရစ္စတယ်ဘဲလီနောက်ခံလူချာဒီရီအတ်ဝက်ဆန်နဲ့ဖူအန်နောက်ခံလူဂျီရော့ဘယ်ချမ်းမှာမာဇရာဝီရှိတယ်မာဇရာဝီကိုယ်တိုင်လည်းအနည်းငယ်တန်ရာပြဿနာရှိနေတယ်ဆိုပေမဲ့ဒီပွဲမှာတော့ပါဝင်ကစားလာဖို့များတယ်ကွက်လက်မှာတော့ဝိုင်းရင်ကွက်နယ်ကစားသမားအမရာဘတ်လိုကစားသမားမျိုးဆက်ပြီးတော့ပါဝင်လာစေဖြစ်သလိုလိုင်လီတင်းရဲ့လူငယ်ကျဲပွင့်ကစားသမားဘူဝက်ဒီနဲ့နောက်ထပ်စောင့်ကြည့်ရမယ့်ကစားသမားအဖြစ်အီနာဝီတို့လိုကစားသမားမျိုးတွေရှိနေတယ်ဆိုတော့ဒီ3ယောက်ထဲက2ယောက်ကိုတွဲသုံးလာဖို့များတယ်တိုက်စစ်မှာတော့တော်လေးအားကောင်းတဲ့အနေအထားမျိုးမှာရှိနေပြီးတော့Brian D ရဲ့အဓိကဦးဆောင်လာမှာဖြစ်ပြီးတော့ Brian D ကပြီးခဲ့တဲ့အာဖရိကဖလားပြိုင်ပွဲမှာအဆုံးဖြတ်ပင်နယ်တီလွဲချော်ခဲ့ပေမဲ့လည်းပြိုင်ပွဲတစ်လျှောက်မော်ရိုကိုအသင်းကိုအဓိကဦးဆောင်မောင်းနှင်ခဲ့တဲ့ကစားသမားဖြစ်သလိုလက်ရှိပြိုင်ပွဲမှာသူ့အနေနဲ့မော်ရိုကိုအသင်းအတွက်တင်နေတဲ့အကျွေးတွေကိုပြန်ဆက်နိုင်မလားဆိုတာလည်းစောင့်ကြည့်သွားရမယ်တိုက်စစ်ပိုင်းမှာ Brian D ရဲ့လိုပဲနောက်ထပ်စောင့်ကြည့်သွားရမယ့်ကစားသမားကတော့ PSV အသင်းရဲ့တိုက်စစ်မှုစိုင်ဘာရီပါစိုင်ဘာရီကဘိုင်ယန်နဲ့နီးစပ်နေပြီဖြစ်သလိုပြီးခဲ့တဲ့ရာသီ PSV အသင်းအတွက်ပြိုင်ပွဲစုံမှာ19ဂိုးသွင်းပြီးတော့9ဂိုးဖန်တီးနိုင်ခဲ့တယ်ဆိုတော့သူနဲ့အတူအခနော့တို့ဥနာဟီတို့လိုကစားသမားမျိုးတွေရှိရဆိုတော့တော်တော်များများကတော့ပြီးခဲ့တဲ့2020ကမ္ဘာဖလားကလူစင်းကိုပဲအခြေပြုတိစောက်ထားပြီးတော့နောက်ထပ်အပြောင်းလဲလေးတချို့လောက်ပဲရှိမယ်ဒါပေမဲ့ဒီပြ2ဦးကြားအပြောင်းလဲကဘယ်လောက်ထိကွာဟချက်ဖြစ်လာမလဲဆိုတာကိုတော့စောင့်ကြည့်ရမယ်မော်ရိုကိုတင်းကတော့ကမ္ဘာဖလားမတိုင်ခင်မှာခြေစမ်းပွဲစဉ်တွေအဖြစ်ပါရာဂွေးနဲ့ကစားခဲ့ရမှာ 2-1 နဲ့အနိုင်ရပြီးတော့မာဒက်စကာကို 4-0 နဲ့အနိုင်ရခဲ့တယ်နော်ဝေးလိုကစားသမားကောင်းတွေနဲ့စုဖွဲ့ထားတဲ့အသင်းကိုလည်း 1-1 တည်ကစားထားရဲဆိုတော့မော်ရိုကိုရဲ့ခြေစွမ်းကလုံးဝဒီပြိုင်ပွဲမှာ shot တွက်လို့မရတဲ့အနေအထားမှာရှိနေတယ်မော်ရိုကိုတင်ကတော့2023နှစ်စကနေစတွက်မယ်ဆိုရင်45ပွဲကစားထားရမှာ33ပွဲအထိအနိုင်ရပြီးတော့7ပွဲတည်2ပွဲပဲရှုံးထားတယ်သူတို့ရဲ့လက်ရှိ current form ကတော်တော်ကိုကြောက်စရာကောင်းတဲ့တည်ငြိမ်မှုမျိုးကိုပြသထားပြီးတော့ခြေစစ်ပွဲစဉ်တွေမှာလည်းရာနှုန်းပြည့်အနိုင်ရထားတယ်လက်တလောခြေစမ်းပွဲစဉ်တွေမှာလည်းရလက်ကောင်းတွေပိုင်ဆိုင်ထားတယ်ဆိုတော့အုပ်စုတွင်းမှာအားကြီးဆုံးပြိုင်ဘက်လို့ပြောရမယ့်ဘရာဇီးကိုမော်ရိုကိုကဘယ်လောက်ထိအခက်တွေ့အောင်ပြန်လည်တုံ့ပြန်သွားမလဲဆိုတာစောင့်ကြည့်သွားရမယ်ဒီအုပ်စုမှာတော့ဘရာဇီးမော်ရိုကိုနဲ့အတူစကော့တလန်နဲ့ဟေတီတို့လိုအသင်းတွေပါဝင်နေတယ်ဆိုတော့အုပ်စုပိုနေရာကိုဘရာဇီးနဲ့မော်ရိုကိုပဲအဓိကရှင်ပြီးတော့လူရလိုက်မယ်ဆိုတော့ဒီပွဲစဉ်ကဘရာဇီးအသင်းရဲ့တိုက်စစ်ကိုမော်ရိုကိုအသင်းကဘယ်လောက်ထိစူးစူးစီးနဲ့အကောင်းဆုံးပြန်လည်ပြီးတော့ရင်ဆိုင်သွားမလဲဆိုတာကြည့်ရမယ်ဒီနေ့တင်ရတော့ကမ္ဘာဖလားပြိုင်ပွဲမှာတစ်ချိန်သာတွေ့ဆုံထားပြီးတော့1998ကမ္ဘာဖလားပြိုင်ပွဲမှာဘရာဇီးအသင်းကရိုနယ်ဒိုနဲ့ရီဗာဒိုတို့ရဲ့ဂိုးတွေနဲ့အတူမော်ရိုကိုအသင်းကိုအနိုင်ရထားတယ်ပုံမှန်ဆိုတော့ဘရာဇီးအသင်းရဲ့စွမ်းဆောင်ရည်ကစားဟန်ကအရင်ဘရာဇီးနဲ့ရှင်မယ်ဆိုရင်အများကြီးအားနည်းသွားပြီဒါပေမဲ့အန်ဆယ်လော်တီကင်တွင်နေတဲ့အသင်းဖြစ်တာကြောင့်အန်ဆယ်လော်တီရဲ့ဦးဆောင်မှုနဲ့ဘရာဇီးအသင်းဒီပြိုင်ပွဲမှာတစ်ခုခုလှုပ်ပြနိုင်မလားဆိုတာကတကယ်ကိုစိတ်ဝင်စားစရာကောင်းနေတယ်ပြီးတော့တောင်အမေရိကအသင်းတွေနဲ့သူတို့နဲ့ဒါရေမြေဒေသအသိမစိမ့်နဲ့မြောက်အမေရိကတိုက်မှာရှင်ပြိုင်ကစားတဲ့ပြိုင်ပွဲမှာတော့တခြားသောဥရောပအသင်းတွေထက်ရာသီဥတုနဲ့ပတ်ဝန်းကျင်အနေထားအားသာချက်ရှိနေတာကဘရာဇီးနဲ့အာဂျင်တီးနားအနေနဲ့လည်းညှော်လင့်ခွင့်ရှိနေတယ်ဆိုတော့ဘာလုပ်ပြမလဲဆိုတာအဓိကစောင့်ကြည့်သွားရမယ်ဒီပွဲကိုတော့အမေရိကန်နိုင်ငံနယူးဂျာစီမှာရှင်ပြိုင်ကစားသွားမှာဖြစ်ပြီးတော့ဘရာဇီးအသင်းကတစ်လုံး40နိုင်နှလုံး60ရှုံးပေးထားတယ်အုပ်စုတွင်းမှာအားအကောင်းဆုံးဘရာဇီးအသင်းကိုမြဝါထင်တင်စပြီးတော့လေ့လာခွင့်ရမယ့်ပွဲစဉ်ဖြစ်သလိုမော်ရိုကိုအသင်းကလည်းမာကျောတဲ့စူးစီးမှုကောင်းတဲ့ချစ်လစ်မှုနဲ့ဘရာဇီးအသင်းကိုရင်ဆိုင်သွားမှာဆိုတော့ဘရာဇီးအသင်းအနေနဲ့နိုင်ခဲ့မယ်ဆိုရင်တော့မှဒီပွဲကဂိုးတွေအများကြီးမသွားလောက်ဘူးလို့ကျွန်တော်တို့ယူဆရတယ်ဒါပေမဲ့ကမ္ဘာအောင်မြင်ဆုံးအသင်းတစ်သင်းအနေနဲ့အဖွင့်ပွဲစဉ်မှာအနိုင်ရလက်နဲ့စပြီးတော့ဖွင့်လှစ်နိုင်မယ်လို့ကျွန်တော်တို့မျှော်လင့်နေဘရာဇီးအသင်း 1-2-1 ဆိုတဲ့ရလက်လောက်နဲ့ကပ်ပြီးတော့နိုင်သွားမယ်လို့မျှော်လင့်ပါတယ်အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့အုပ်စုပွဲစဉ်တွေထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိနေတဲ့ဘရာဇီးနဲ့မော်ရိုကိုပွဲစဉ်အပေါ်မှာကျွန်တော်ရဲ့အမြင်လေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ commentary ပိုင်းဆို YouTube channel လေးကိုစောင့်ကြည့်အားပေးကြတဲ့ညီကိုတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်